Okay ကျွန်တော်တို့ဒီ process မှာပေါ့နော်တောင်းရင်းနဲ့ကျွန်တော်တို့ VM တွေဒီလိုမျိုး lock ဖြစ်သွားတာကြုံကောင်းကြုံရနိုင်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ VM ကို start လုပ်လို့လည်းမရဘူးပေါ့နော် start လုပ်လို့လည်းမရဘူးနောက်ပြီးရင်ကျွန်တော်တို့ remove လုပ်ကြည့်မယ်ပေါ့နော် remove လုပ်ကြည့်လို့လည်းမရဘူးပေါ့နော် Okay remove လုပ်ကြည့်လို့လည်းမရဘူးဘာဖြစ်နေတာလဲဆိုတော့ဒီမှာကျွန်တော်ပြမယ်ပေါ့နော်ဒီမှာVM is lock clone ဆိုပြီးတော့ပြနေပေါ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ VM is lock clone အဲ့ဒါတက်နေတယ်ပေါ့ဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်အဲ့ဒါကိုဘယ်လိုရှင်းရမလဲဆိုတဲ့ကောင်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အမှဆုံးကျွန်တော်တို့ဒီ Promox server ကိုသွားလိုက်ပေါ့နော်ကျွန်တော်ဒီ data center အောက်ကဒီ Promox server ကိုသွားလိုက်ပြီးအဲ့မှာကျွန်တော်တို့ share ဆိုတဲ့ကောင်လေးရှိရပါတော့ share ကိုနေပြီးရင်ကျွန်တော်အဲ့ဒီအချိန်မှာတိုက်ရိုက် comment လေးရိုက်ပြီးတော့မှဒီကောင်ကို unlock လုပ်ရမယ်ပေါ့နော်ကျွန်တော်တို့ရမယ့် comment ကတော့ရှင်းပါတယ်ကျွန်တော်တို့QM unlock ဆိုပြီးတော့မှကျွန်တော်တို့ VM ရဲ့ ID ပေါ့ဒီမှာဆိုရင်ကျွန်တော်တို့108နဲ့109ပေါ့နော်ကျွန်တော်108လို့ရိုက်ထည့်လိုက်မယ်ပြီးရင်ကျွန်တော် enter ခေါက်လိုက်မယ်ပေါ့နော် Okay ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ unlock ဖြစ်သွားတာတွေ့ရပါလိမ့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကို remove လုပ်ချင်မယ်108 remove Okay ဒီမှာဆိုရင်ကျွန်တော်VM destroy နဲ့ပေါ့နော်ဒီမှာပေါ်နေပြီခဏကြာရင်ကျွန်တော်ကြောက်သွားတွေ့လိမ့်မယ်ပေါ့နော်ရှိတော့ refresh กันလုပ်ကြည့်လိုက်မယ် Okay ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ VM 109နဲ့အဲ့အတိုင်းလုပ်ကြည့်မယ်ပေါ့နော်ဆိုတော့ခုနကကျွန်တော်တို့ shell ကိုပြန်သွားလိုက်မယ် shell ကိုပြန်သွားပြီးတော့ QM unlock 109ဆိုပြီးရိုက်လိုက်မယ်ပြီးရင် enter ခေါက်လိုက်မယ်ပေါ့နော်ဆိုရင်ဒီမှာတော့ဒီပြောက်သွားတွေ့လိုက်ပြီပေါ့နော်အဲဆိုရင်ကျွန်တော်တို့ unlock ဖြစ်သွားပြီဆိုလို့ရှိရင်ဒီ VM ကိုကျွန်တော်တို့delete လုပ်လို့ရပြီပေါ့နော် remove လုပ်လို့ရပြီ remove ပြီးရင် confirm နေနဲ့ VM ID 109ပြီး remove ပေါ့နော် Okay ဆိုရှင်ဒီမှာ Okay ကျွန်တော်ဒီမှာ save ဖြတ်ရတော့ပြီပေါ့နော်ဆိုတော့ဒီတိုင်းဒီ VM နဲ့ lock ဖြစ်နေဆိုရင်ဒီ error ကိုဒီတိုင်းရှင်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်